Hello မင်္ဂလာပါနော် digital business ကနေအားလုံးကိုကြိုဆိုပါတယ်ကျမဒီနေ့ညမှာဆိုလို့ရှိရင်တော့ဒီအရန်ကိုအခွင့်အလမ်းကောင်းနေပေါ့နော်ဒီအလုပ်အကင်တစ်ခုအကြောင်းလေးကိုပေါ့နော်ကျမတင်ဆက်ချင်ပါတယ်လို့ပေါ့နော်ဒီအခုကျမတို့လုပ်နေတဲ့ပေါ့နော်ဒီ online business ဟာဆိုလို့ရှိရင်တော့ပေါ့နော်ကျမလုပ်ခဲ့ဘူးတဲ့အလုပ်ကိုင်နေအားလုံးထဲမှာဆိုတော့ကျမပေါ့နော်သဘောကျဆုံးဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ပေါ့နော်ဒီ business တိုင်းကကြတော့အရင်နည်းတွေရှိတာဖြစ်တယ်ပေါ့နော်တချို့တော့ business တွေဟာဆိုလို့ရှိရင်တော့နှစ်တိုင်းဒါမှမဟုတ်ဘူးဆိုလို့ရှိရင်လတိုင်းပေါ့နော်အမြဲတမ်းပေါ့နော်ကိုကနေ invest လုပ်ရတာဖြစ်တယ်။ဒါပေမဲ့ဒီ digital business ကတော့ one time ပဲဖြစ်တယ်ပေါ့နော်တစ်ချိန်ပဲယင်းနှိမ့်ညွတ်နာမှုလုပ်ပြီးတော့ lifetime နဲ့ကိုဝင်ငွေတွေကိုရရှိနေတာဖြစ်တယ်ဥပမာတစ်ခုအနေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ကျွန်မဆိုတော့2020ခုနှစ်မှာဆိုလို့ရှိရင်တော့ဒီလုပ်ငန်းဝင်လိုက်တယ်ပေါ့နော်ဒီလုပ်ငန်းစလုပ်တယ်ဒါပေမဲ့လည်းပဲပေါ့နော်ဒီအဲ့ဒီစဝင်တဲ့အချိန်မှပဲစဝင်တဲ့အချိန်တုန်းကပဲကျွန်မ invest လုပ်ခဲ့တယ်ပေါ့နော်အဲ့ဒီနောက်ပိုင်းဘာမှမလုပ်တော့ဘူးဘာမှထည့်တာတွေမရှိတော့ဘူးပေါ့နော်အခုချိန်ထိစဝင်တဲ့ချိန်ကနေအခုချိန်ထိပေါ့နော်လတိုင်းပေါ့နော်ကျွန်မပုံမှန်ဝင်ငွေတွေပေါ့နော်ဒီ company ကနေပေးတဲ့ပေါ့နော် commission တွေ check တွေအများတိုင်းရနေတာဖြစ်တယ်ပေါ့နော်ဒီအရင်တစ်ပတ်စနေနေ့တုန်းကလည်း check တွေရတယ်ပြီးတဲ့ခါကျတော့မနေ့ကလည်းရောက်တယ်ဒီနေ့လည်းရောက်တယ်ပေါ့နော်ဒါကြောင့်မလို့ဒီထက်ကောင်းတဲ့လုပ်ငန်းပေါ့နော်ဘာရှိအောင်လဲဆိုတဲ့ဟာတွေပေါ့နော်ဘာရှိအောင်လဲဆိုပြီးတော့ကျွန်မပြောချင်တာဖြစ်တယ်ပေါ့နော်ကျွန်မဆိုရင်တော့ဒီအမေရိကရောက်တာပေါ့နော်10နှစ်လောက်ရှိနေပြီဖြစ်တယ်ကျွန်မရောက်ကြတဲ့ကနေကျောင်းနေတက်တယ်ပေါ့နော်ကျောင်းနေတက်တယ်ပြီးတဲ့ခါကျတော့ပေါ့နော်ဒီမိသားစုဘဝဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်အိမ်မှာနေရင်းနဲ့ကလေးတွေကိုကိုကကြည့်ရပေါ့နော်ကလေးတွေကိုထိန်းသိမ်းဆောင်ရှောက်ရင်းနဲ့ကိုကနေပေါ့နော်ဒီဝင်ငွေလေးတွေရအောင်ဆိုပြီးတော့ပေါ့နော်လှေလာကြည့်တယ်ဒီလုပ်ငန်းတွေပေါ့တချို့လုပ်ငန်းတွေလည်းလုပ်ကြည့်တယ်တချို့ကုမ္ပဏီလုပ်တွေဆိုလို့ရှိရင်တော့အိမ်ထဲကနေအိမ်ပြင်ထွက်ရတာဖြစ်တယ်ပေါ့နော်အိမ်ထဲကနေအိမ်ပြင်ထွက်တယ်ကုမ္ပဏီမှာသွားပြီးလုပ်ရတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေရှိတယ်ပြီးတဲ့ခါကျတော့ပေါ့နော်ဒီတချို့လုပ်ငန်းတွေကျတော့အိမ်ထဲကနေပဲလုပ်ရတဲ့လုပ်ငန်းပေါ့နော်ဒီဖုန်းခေါ်ရတာတို့လူရှာရတယ် recording တွေလုပ်ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်မလုပ်ခဲ့ဘူးတဲ့အလုပ်တွေကကျတော့အရန်ကိုဘယ်လိုပြောမလဲကျွန်မဝရဏနဲ့ပေါ့နော်ကျွန်မလုပ်နိုင်တဲ့အမျိုးအစားမဟုတ်လို့ဖြစ်မှာတိတ်ပြီးအောင်မြင်မှုမရှိခဲ့ဘူးပေါ့နော်ဒါပေမဲ့လည်းပဲကျွန်မဒီစိတ်တော့မကြဘူးဖျားသခင်စီမှာဆုတောင်းနေပေါ့နော်ကျွန်မနဲ့ကိုက်ညီတဲ့အလုပ်ပေါ့နော်ကျွန်မနဲ့ကိုက်ညီတဲ့အလုပ်လူခေါ်စရာမလိုတဲ့အလုပ်လည်းဖြစ်ရမယ်ပေါ့နော်ကိုက recording လည်းလုပ်စရာလည်းမလိုဘူးဈေးတွေလည်းရောင်းစရာမလိုတဲ့အလုပ်ပေါ့နော်ပြီးတော့လာတိုင်းဒါမှမဟုတ်ဘူးဆိုရင်ယာရုတစ်ခါတက်မဲ့အခါတိုင်းမှာပတ်စံအရင်းကြီးတွေခဏထပ်ထည့်ရတဲ့လုပ်ငန်းတွေမကြိုက်ဘူးပေါ့နော်အဲ့လိုမျိုးနဲ့ကျွန်မဆူတောင်းခဲ့တယ်ဖျားသခင်စီမှာပေါ့နော်ဝင်ငွေအလုပ်ချိန်နဲ့ရမယ်ပြီးတော့ဝင်ငွေကောင်းရမယ်အလုပ်စုပြီးတော့ဆူတောင်းခဲ့တာဖျားရဲ့ကျေးဇူးတော်အဖြစ်ပေါ့နော်ဒီ2020နိုဝင်ဘာလ1ရက်နေ့မှာဆိုလို့ရှိရင်တော့တကယ်ကို life changing business ဖြစ်တယ်ပေါ့နော် digital လုပ်ငန်းကိုကျွန်မစတင်တွေ့ရှိခဲ့တယ် digital business လုပ်ငန်းကိုစ join ခဲ့တာဖြစ်တယ်ဒီလုပ်ငန်းကဆိုလို့ရှိရင်တော့တကယ်ကောင်းတယ်ပေါ့နော်တကယ်ကောင်းတယ်သူက training တွေရှိတာဖြစ်တယ်အဲ့ဒီ training တွေကို step by step နဲ့သွားရမှာဖြစ်တယ် step by step နဲ့လုပ်သွားတယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ business တရားပေါ့နော်တကယ်ကိုခဏလေးအတော်အတွင်းမှာပေါ့နော် business က grow လာတာဖြစ်တယ်ပြီးတော့ကိုယ့်ကိုကူညီပေးမဲ့ပေါ့နော်ဒီ mentor နဲ့ coach တွေလည်းရှိနေတာဖြစ်တယ်ပေါ့နော်ကျမဒီလုပ်ဘူးသမျှအလုပ်ကင်ထဲမှာဆိုလို့ရှိရင်တော့ဒီလုပ်ငန်းကိုကျမတော့အကြိုက်ဆုံးပဲဖြစ်တယ်ပေါ့နော်အခုချိန်မှာဆိုလို့ရှိရင်ဖရားရဲ့ကျေးဇူးတော်အဖြစ်ကျမဒီလုပ်ငန်းမှာပေါ့နော်ဒီအောင်မြင်နေတဲ့ပေါ့နော် digital business owner တယောက်အနေနဲ့လည်းရက်တည်နေတာဖြစ်တယ်ပေါ့နော်ကျမဘာကြောင့်ဒီ digital လုပ်ငန်းကိုပေါ့နော် digital business ကိုအကြိုက်ဆုံးဖြစ်ရတာလဲဆိုတော့အလုပ်ချိန်ကအရင်နဲတယ်ပေါ့နော်ကျမအရင်တော့ company တွေမှာပေါ့နော်အဲ့လိုမျိုးလုပ်ခဲ့တော့ကtax တွေပေါ့နော် tax return တွေသူများအတွက် file ပေးခဲ့တော့ဆိုလို့ရှိရင်တော့အချိန်တွေကပေးရတယ်ပေါ့နော်ဒါပေမဲ့ရတဲ့ပေါ့နော်ခံစားခွင့်ကတော့နည်းတယ် responsibility ကတအားမြင့်တယ်ပေါ့နော်အဲ့လိုမျိုးတွေရှိတယ်ဒီအလုပ် digital business ကကြတော့တော်တော်လေးကိုကျွန်မသဘောကျတာကိုအားရင်အားတဲ့အချိန်မှာလုပ်လို့ရတာဖြစ်တယ်နော်ကိုအားရင်အားတဲ့အချိန်မှာလုပ်လို့ရတယ်တရက်မှာတနာရီပေါ့နော်ပြီးခါကျနေမကောင်းတဲ့အချိန်မှာလည်းကိုကနားနေလို့ရတာဖြစ်တယ်ပေါ့နော်ကျမဆိုရင်တော့မနေ့ထပြီးဆိုရင်ကလေးတွေကြောင်းအကျိုးပို့တွေလုပ်တယ်ထမင်းချက်ရင်ချက်အကုန်လုံးအိမ်မှုကိစ္စတွေပြီးတခါကျမှပေါ့နော်ကလေးတွေကြောင်းမြေပြန်ကြိုအဲ့ဒါပြီးမှပဲဒီလုပ်ငန်းကိုပေါ့နော်ဒီလုပ်ငန်းကိုစလုပ်တယ်မအိတ်ခင်ထိပေါ့နော်အဲ့
အဲ့လောက်ပဲဖြစ်တယ်ပေါ့နော်ဆိုတော့အိမ်မှာကိုယ်ကလေးလည်းထိန်အားတယ်ပြီးတဲ့ခါကျတော့အကျိုးပို့တွေလည်းလုပ်အားတယ်ပြီးတဲ့ခါကျမိသားစုအတွက်ချက်ပြုတ်အားတယ်ပေါ့နော်ဒီဟာဖတ်ထားမလို့မျိုးအလုပ်လည်းဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်မကတော့ဒီလုပ်ငန်းအရန်ကြိုက်တာဖြစ်တယ်အချိန်ကနည်းနည်းလေးပဲပေးရတယ်ဒါပေမဲ့ဝင်ငွေကအရန်ကောင်းတာဖြစ်တယ်ပေါ့နော်ပြီးတော့နံပါတ်1အချက်ဆိုလို့ရှိရင်ဈေးရောက်စရာမလိုဘူးပေါ့ကျွန်မအဲ့လိုမျိုးဈေးရောက်ရမယ့်အလုပ်တွေဆိုလို့ရှိရင်တော့ဘယ်လိုပြောမလဲသူမြောက်အားနာတက်တယ်လေနော်ပြီးတော့ခါကျတစ်ခါလောက်တော့တစ်ခါနှစ်ခါလောက်တော့ရောက်နိုင်မှာပေါ့နော်တယောက်နဲ့ဆိုလို့ရှိရင်ဒါပေမဲ့ခဏဆိုလို့ရှိရင်အကျွေးတွေယူတယ်ဆိုရင်လည်းကိုကအကျွေးတွေမတောင်းရဲလို့ဘာလို့အဲ့လိုမျိုးဆိုရင်တော့ကိုအဲ့လိုမျိုးဈေးရောက်တဲ့အလုပ်ကမကိုက်ပြန်ဘူးပေါ့နော်ပြီးတဲ့ခါကျတော့ပေါ့နော်ဒီကိုကလုံးဝခြေတလားမှကြွစရာမလိုဘူးအိမ်ထဲကနေလုပ်လို့ရတဲ့အလုပ်ဖြစ်တယ်ပေါ့နော်ခြေတလားမှလမ်းစရာမလိုဘူးဆိုတော့ကိုကဒီကုမ္ပဏီတွေမှာတွားလုပ်တယ်ဆိုလို့ရှိရင်ကိုကလေးကိုကြီးရမယ့်လူတွေလိုတယ်ပေါ့နော်ဒီခက်လေးထားမလားဒါမှမဟုတ်ဘူးဆိုလို့ရှိရင်တော့ကိုအမျိုးသားနဲ့နေဆိုင်ညဆိုင်အဲ့လိုမျိုးလုံးမရမှာဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဒီဟာအိမ်ထဲနဲ့အိမ်ပြင်ထွက်စရာမလိုဘူးဆိုတော့မိခင်တိုင်းရလုပ်လို့ရတာဖြစ်တယ်ပြီးတော့မိခင်တိုင်းတော့မကဘူးပေါ့နော်ဒီလူကြီးလူငယ်မရွေးပေါ့နော်ဒီကုမ္ပဏီမှာ full time လုပ်တဲ့လူတွေလည်းလုပ်လို့ရတာဖြစ်တယ်ပြီးတဲ့ခါကျတော့ college တက်တဲ့လူတွေတက္ကသိုလ်တက်တဲ့လူတွေလည်းပဲဒီလုပ်ငန်းကိုပေါ့နော်လုပ်လို့ရနေတာဖြစ်တယ်ပြီးတဲ့ခါကျတော့ဒီလုပ်ငန်းအစိုးရအတိမပြုတ်တဲ့လုပ်ငန်းဖြစ်တယ်ပေါ့နော်အစိုးရကနေပေါ့နော်ဒီအစိုးရအတိမပြုတ်တဲ့လုပ်ငန်းဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့နှစ်တိုင်းပေါ့နော်ဒီ tax တွက်ဖို့ရအတွက်ကြတော့1099နဲ့ပေါ့နော် form တွေရောက်လာတာဖြစ်တယ်ကျမတို့ဒီ federal income tax တွေ state တွေကျမတို့ပေးလို့ရတာဖြစ်တယ်ပြီးတဲ့ခါကျတော့ပေါ့နော်ဒီလုပ်ငန်းကကျတော့အရန်စိတ်ဝင်စားစရာအကောင်းဆုံးပေါ့နော်ကျမတို့မြန်မာနိုင်ငံသားတွေကတော့ဒီလုပ်ငန်းကိုသိတာမသိမကြသေးဘူးပေါ့နော်ဒီ2နှစ်လောက်ပဲရှိကြသေးတယ်ပေါ့နော်ဒီအဖြူတွေအမဲတွေဆိုလို့ရှိရင်တော့ဒီလုပ်ငန်းနဲ့သူတို့တွေကတော့ချမ်းသာနေကြပြီမီလီယံနာတွေဖြစ်နေကြပြီပေါ့နော်330တာနဲ့အိမ်နေတောင်မှပေါ့နော်ဝယ်နိုင်နေကြပြီအဲ့လိုအိမ်ထဲမှာနေကြပြီ1.2 million တာနဲ့အိမ်တွေမှာနေကြပြီတကဘာလုံးမှာပေါ့နော်ဒီအချမ်းသာဆုံးအနေနဲ့ပေါ့နော်အမျိုးသမီးတွေထဲမှာအဆင့်20အနေနဲ့ဝင်ရောက်နိုင်တဲ့လူတောင်မှရှိနေကြပြီဖြစ်တယ်ဒါပေမဲ့ကျမတို့ကျမတို့မြန်မာနိုင်ငံသားတွေကနေဒီလုပ်ငန်းကိုစသိတာတော့တိတ်ပြီးတော့မကြသေးဘူးအခုချိန်မှာဆိုရင်နှစ်ဝင်းကျင်လောက်ရှိနေပြီပေါ့နော်နှစ်ဝင်းကျင်လောက်ရှိနေပြီဆိုတော့အဲ့ဒီပင်စင်ရတဲ့အဆင့်တော့ဘယ်သူမှတော့မရောက်သေးဘူးပေါ့နော်ဒီတကယ်ကိုပေါ့နော်ဒီလုပ်ငန်းလုပ်တဲ့ကြာလာတဲ့လူတွေဆိုလို့ရှိရင်တော့ပေါ့နော်ဒီတကယ်စူးစမ်းတဲ့လူတွေဆိုတော့ပင်စင်တစ်လမှာဒေါ်လာ9000 1000ပေါ့နော်2000ခွဲအဲ့လိုမျိုးရတဲ့လူတွေတောင်မှရှိနေပြီပေါ့နော်ပင်စင်ရတယ်ဆိုရင်ကိုကအလုပ်နားစရာမလိုဘူးပေါ့နော်ဒီအလုပ်ကိုဆက်လုပ်သွားဆိုရင်အဲ့ပင်စင် plus commission တွေရှိသေးတယ် bonus တွေရှိသေးတယ်ပေါ့နော်အမျိုးမျိုးနဲ့ပေါင်းတဲ့ချီတဲ့ခါအကုန်လုံးပေါင်းတဲ့ခါကျတော့ပေါ့နော်တိမ်နဲ့ချီပြီးရနေတဲ့လူတွေလည်းဒီအဖြူအမဲတွေဆိုအများကြီးရှိနေပြီဖြစ်တယ်ပြီးတော့ပေါ့နော်ဒီလုပ်ငန်းအရန်ကို excited ဖြစ်စရာတခုပါရှိလဲဆိုတော့ကိုလှုပ်ခဲ့တဲ့မြတ်စူးစမ်းခဲ့တဲ့မြတ်ဟာတွေကကြတော့အလဟတမဟုတ်ဘူးပေါ့နော်ကိုရဲ့သားသမီးတွေကိုအမွေဥစ္စာအနေနဲ့လွှဲပြောင်းပေးလို့ရတယ်ဆိုတော့အခုကျွန်မကကြတော့ဒီ digital business owner ပေါ့နော်ဒီပုံမှန်ကိုကစူးစမ်းပြီးတော့လုပ်သွားမယ်ရာထူးသစင်ပြီးသစင်တက်သွားမယ်ပြီးတဲ့ခါကျတော့ပင်စင်တလားမှာတောင်းစားတဲ့အဆင့်ရောက်နေမယ်အဲ့ဒီချိန်မှာဆိုလို့ရှိရင်ကျွန်မမလုပ်နိုင်တော့ဘူးဒီလုပ်ငန်းကိုမလုပ်တော့ဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့သားသမီးတွေကိုအမွေလွှဲပြောင်းပေးမယ်ဆိုလို့ရှိရင်တော့အမွေဥစ္စာနဲ့လွှဲပြောင်းပေးလို့ရတယ်အဲ့ဒီချိန်မှာပြောင်းတဲ့အခါမှာနာမည်ပဲပြောင်းသွားမှာဖြစ်တယ်ကိုလစင်လတိုင်းခံစားနေတယ်ပေါ့နော်လစာတွေကိုကိုယ့်ရဲ့သားသမီးတွေကနေဆက်လက်ပြီးတော့ရရှိသွားမှာဖြစ်တယ်ဒီလောက်ကောင်းတဲ့ပေါ့နော်ဒီလောက်ကောင်းတဲ့လုပ်ငန်းကျမတို့ဘယ်မှာရှာပြီးတွေ့နိုင်မှာလဲပေါ့နော်ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်ပေါ့နော်ဆရာဝန်တွေပေါ့နော်အရန်ကိုလစာအကောင်းဆုံးအလုပ်ကိုင်ဖြစ်တယ်ပေါ့နော်ဆရာဝန်လုပ်ငန်းတွေ engineer တွေဆိုလို့ရှိရင်ဘယ်လောက်ပဲပေါ့နော်သူတို့တော်တတ်ပေါ့နော်သူတို့တွေမလုပ်နိုင်တော့တဲ့အချိန်မှာဆေးရုံကနေပေါ့နော်အေးနေ့အဖေကဆရာဝန်ဖြစ်တာပဲပေါ့နော်နေ့အဖေဆရာဝန်ဖြစ်တယ် तू ကတော့တလားကို1000လောက်ပေးနေတာဆိုတော့အဖေကအလုပ်နားပြီဆိုတော့အေးသားလေးကိုမွေအနေနဲ့တလား1000ပေးမယ်နော်ဆိုတာဘယ်မှမရှိဘူးပေါ့နော်ဘယ်စီးပွားမှာလည်းမရှိဘူးပြီးတော့ဘယ်ကုမ္ပဏီမှာဘယ်လုပ်ငန်းမှာလည်းမရှိဘူးပေါ့နော်အဲ့ဒါကြောင့်မလို့တခြားလုပ်ငန်းနဲ့လုံးဝမတူတဲ့ပေါ့နော်တကယ်လုပ်ငန်းပေါ့နော်ဒီလုပ်ငန်းနဲ့ပတ်သက်ပြီးအရန်ကိုစိတ်ဝင်စားစရာအကောင်းဆုံးကိုယ့်ရဲ့လုပ်ငန်းကိုအငွေအနှစ်အနေနဲ့ကိုယ့်ရဲ့သားသမီးတွေကို transfer လို့ရတယ်ပေါ့နော်ကိုရနေတဲ့ခံစားခွင့်တွေဘာမှမပြတ်ပဲနဲ့သားသမီးတွေကနေဆက်ပြီးရသွားမယ်အဲ့လို transfer တဲ့အချိန်မှာလည်းပဲဘောနော်ရှင်းနေတယ်ငားစရာမလိုဘူးပေါ့နော်ဒီတရားရုံးတွေတက်စရာမလိုပဲနဲ့ကုမ္ပဏီကနေပေါ့နော်ကုမ္ပဏီကနေစာရွက်စာတမ်းလိုအပ်တဲ့အထောက်အထားတွေတင်ပြနိုင်တယ်ဆိုလို့ရှိရင်တော့တခါတည်းနဲ့ပေါ့နော်လွယ်လွယ်ကူကူနဲ့ကိုပေါ့နော်အမိတွေပြောင်းပေးလို့ရမှာဖြစ်တယ်ပြီးတဲ့ခါကျတော့ပေါ့နော်ကျမဆိုတော့ဒီလုပ်ငန်းကိုတဘောအရန်ကြတာတခုကကြတော့ဘောနော်ကိုလုတ်တယ်ဆိုလုတ်တလောက်တခါတည်း commission တွေရပေါ့နော်
ဒီ daily basis အနေနဲ့ပေးနေတာဖြစ်တယ်နေ့တိုင်းနဲ့ပေါ့နော်ပေးနေတာဖြစ်တယ်တစ်ပတ်တစ်ခါ check ဝင်တာမဟုတ်ပဲနဲ့ပေါ့နော်ကိုများများလုပ်နိုင်တယ်ဆိုလို့ရှိရင်တော့နေ့တိုင်းတောင်မှ check ကရောက်လာမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒါအရင်တော့ကျွန်မတချို့ business တွေလုပ်ခဲ့တော့မှဆိုလို့ရှိရင်တော့ပေါ့နော်ကိုကနေကိုရမဲ့ခံစားခွင့်နေဆိုလို့ရှိရင်တော့ online account ထဲမှာတော့ကြည့်လို့ရတယ်ပေါ့နော် online account ထဲမှာကြည့်လို့ရတယ်ဒါပေမဲ့ပတ်စံကတော့ထုတ်လို့မရဘူးပေါ့နော်ပတ်စံထုတ်လို့မရအောင်တတ်မှတ်တဲ့အချိန်တမ်းပြည့်တဲ့အချိန်လောက်မှပဲတတ်မှတ်တဲ့အချိန်တမ်းပြည့်တဲ့အချိန်လောက်မှပဲကိုကထုတ်လို့ရတာဆိုတော့ပေါ့နော်ဘယ်လိုပြောလဲပီတိတွေနဲ့ပဲချိန်နဲ့နေရတာပေါ့နော်ဒါပေမဲ့ဒီလုပ်ငန်း digital ကတော့အဲ့လိုမဟုတ်ဘူးပေါ့နော်ကိုရဲ့ပေါ့နော်ဒီ online account ထဲမှာရှိသမျှပေါ့နော် online account ထဲမှာကိုရဖို့ commission တွေပေါ့နော်တတ်မှတ်ထားသမျှဟာတွေမကြခင်အိမ်မှာရောက်လာတာ check တွေနဲ့ပေါ့နော်တခါတည်းကိုငွေသားအနေနဲ့လည်းထုတ်လို့လည်းရတာဖြစ်တယ်ဒါကြောင့်ပေါ့နော်နေ့တိုင်းလို့ပေါ့နော်စားတိုက်ပုံးထဲမှာဆိုလို့ရှိရင်စားအိတ်နဲ့ရောက်နေတာဖြစ်တယ်ဒါကြောင့်ဒီလုပ်ငန်းမလုပ်ခင်မှာဆိုလို့ရှိရင်တော့ကိုကစားတိုက်ပုံးတွေဘာတွေသွားဖို့ဆိုလို့ရှိရင်တော့တိတ်ပြီးစအမထတာဘူးဘာဖြစ်လို့လဲဆိုတော့bill တွေကြီးခဲ့ဖြစ်နေတယ်လေနော်အိမ် bill တို့ပြီးတော့ meal bill gas bill တို့အဲ့လိုမျိုး bill တွေကြီးခဲ့ဖြစ်တယ်ဒါပေမဲ့ဒီ digital business လုပ်ငန်းလုပ်ပြီးတဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်တော့ပေါ့နော်ဒီရဖို့ဟာတွေ check လေးတွေဝင်ငွေလေးတွေဖြစ်တဲ့အခါမှာဆိုလို့ရှိရင်တော့ပေါ့နော်စားတိုက်တွေဆိုတရက်မှာ2ခါလောက်3ခါလောက်အဲ့လိုမျိုးကြီးဖြစ်ကြတာဖြစ်တယ်ဒီမှာလုပ်တဲ့လူတိုင်းတော့သိကြမှာပါပေါ့နော်ဆိုတော့အရန်ကိုပေါ့နော် excited အရန် excited ဖြစ်စရာကောင်းတဲ့လုပ်ငန်းဖြစ်တယ်ပြီးတဲ့ခါကျတော့ဒီလုပ်ငန်းကိုပေါ့နော်ကျမတို့ part time အနေနဲ့လုပ်မယ်ဆိုလို့ရှိရင်တော့ full time လစာလောက်ကိုရနိုင်တာဖြစ်တယ်ပြီးတော့ full time လုပ်ငန်းတစ်ခုအနေနဲ့တတ်မှတ်ပြီးတော့ကိုကတစိုက်မမတ်နဲ့စူးစမ်းသွားမယ်ပေါ့နော်ဒီလုပ်ငန်းကိုစူးစမ်းသွားမယ်ဆိုလို့ရှိရင်တော့လတိုင်းပေါ့နော်ဒီတောင်းကနနဲ့ဝင်ငွေတွေကိုကျမတို့ရရှိနိုင်တာဖြစ်တယ်ပေါ့နော်ပြီးတော့ကျမဆိုလို့ရှိရင်တော့အရန်ကိုဒီလုပ်ငန်းကိုသဘောကျတယ်ဘာကြောင့်လဲဆိုတော့ပေါ့နော်ဘာကြောင့်လဲဆိုတော့လှုပ်ရတာလဲလွယ်ကူတယ်ပြီးတဲ့ခါကျတော့ကိုယ့်ရဲ့ဒီ market ကကြတော့ပေါ့နော်အရန်ကိုကျယ်ပြန့်တာဖြစ်တယ်ဒီအမေရိကတခုတည်းမဟုတ်ပဲနဲ့နိုင်ငံပေါင်းစုံလုပ်လို့ရတာဖြစ်တယ်အခုဆိုရင်ကျမတို့ business မှာဆိုလို့ရှိရင်မြန်မာပြည်နေ join လာတဲ့လူတွေလည်းအများကြီးရှိနေပြီပေါ့နော်မြန်မာနိုင်ငံကနေလည်းလုပ်လို့ရတယ်ပေါ့နော်ပြီးတဲ့ခါကျတော့ကိုကတခါအဲ့လိုမျိုးပေါ့နော်ကိုလုပ်မဲ့အလုပ်ကတော့ကြော်ညာလုပ်ငန်းဆိုတော့ပေါ့နော်ကိုရဲ့ဒီ business ကတော့ဘယ်တော့မှပေါ့နော်မိမ့်သွားမဲ့အလုပ်မဟုတ်ဘူးပေါ့နော်ပို့ပြီးတော့တိုးတက်လာမဲ့အလုပ်တစ်ခုလို့ပဲကျွန်မပြောချင်တာဖြစ်တယ်ပြီးတော့ကိုကဒီလုပ်ငန်းလုပ်ကင်ဖို့ဆိုလို့ရှိရင်ဘာမှမခက်ခဲဘူးဘာတွေလိုအပ်လဲဆိုတော့ကွန်ပျူတာတစ်လုံးလိုအပ်တယ်ဖုန်းလိုအပ်တယ်အင်တာနက်လိုင်းလိုအပ်တယ်ဒီဟာတွေရှိပြီဆိုလို့ရှိရင်တော့ကိုကဒီလုပ်ငန်းကိုကျမတို့ကစတင်လို့ရတာဖြစ်တယ်เนาะပြီးတဲ့ခါကျတော့ကိုကဒီလုပ်ငန်းလေးကိုပေါ့နော်သိချင်တယ်ပေါ့နော်ဘယ်လိုမျိုးလေးလုပ်လဲဆိုပြီးတော့ပေါ့နော်ဒီလုပ်ငန်းနဲ့ပတ်သက်ပြီးအကြောင်းလေးတွေသိချင်တယ်ဆိုလို့ရှိရင်တော့ပေါ့နော်ကျမကိုကိုယ်တိုင်လဲမေးမြန်းလို့လဲရတယ်ဖြစ်တယ်ပြီးတဲ့ခါကျတော့ပေါ့နော်ဒီကိုဟာနဲ့ကိုလေ့လာကြည့်ချင်တယ်ပေါ့နော်အသေးစိတ်လေးလေ့လာကြည့်ချင်တယ်ဆိုလို့ရှိရင်လဲကျမရဲ့ website ပေါ့နော် www.estherluandim.com ဆိုတဲ့ဟာလေးကိုနှိပ်ပြီးတော့ပေါ့နော်နာမည်နဲ့ email နဲ့ကို register လုပ်မယ်ပေါ့နော်နာမည်နဲ့ email နဲ့ကို register လုပ်လိုက်မယ်ဆိုလို့ရှိရင်တော့ free workshop ပေါ့နော်ကိုကြည့်လို့ရတာဖြစ်တယ်အဲ့ဒီ free workshop ကြည့်ပြီးတဲ့နောက်ပိုင်းမှာဆိုရင်တော့ကိုကဒီလုပ်ငန်းကိုသဘောကျနေတယ်ဆိုလို့ရှိရင် action တွေယူလို့ရတယ်ကိုက join our success team ဆိုတဲ့ဟာရှိတယ်ကိုကဒီ business ကို membership ဝင်လို့ရတယ်$149နဲ့ဝင်ပြီးတော့တစ်လလောက်စမ်းလုပ်ကြည့်လို့ရတယ်လေ့လာကြည့်လို့ရတယ်သဘောကျတယ်ဆို next step ကိုသွားမယ်ဆက်လုပ်သွားမှာဖြစ်တယ်တကယ်လို့များပေါ့နော်တစ်လအတော်အတွင်းမှာသဘောမကျဘူးပေါ့နော်သဘောမကျဘူးဆိုရင်တစ်လရက်ပေါင်း30တော့တွင်းလိုက်ဖြစ်ရမယ် coaching ခေါ်မခေါ်ခင်ဆိုလို့ရှိရင်တော့ကိုသွင်းထားပြီးသားပတ်စံ140ကိုလည်းပေါ့နော်ပြန်အမ်းပေးတာဖြစ်တယ်ဒါကြောင့်ဒီလုပ်ငန်းဟာဆိုလို့ရှိရင်$1မှအရှုံးမရှိတဲ့လုပ်ငန်းဖြစ်တယ်ဒါကြောင့်ကျမဆိုလေ့လာစေချင်တယ်ဘယ်တိုင်းနိုင်ငံကမဆိုကြိုဆိုတယ် welcome တယ်လုပ်ငန်းကတော့အင်္ဂလိပ်စာကွန်ပျူတာတွေနဲ့လုပ်ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်အင်္ဂလိပ်စာကွန်ပျူတာတွေနားလည်တယ်ဆိုရင်တော့ပိုပြီးကောင်းတာဖြစ်တယ်ဒါပေမဲ့အရန်ကိုလုပ်ငန်းစိတ်ဝင်စားပြီးတော့ပေါ့နော်ဒီအပိုင်းတွေကိုအားနည်းနေတယ်ဆိုလို့ရှိရင်လည်းပဲကျမကနေပေါ့နော်တတ်နိုင်တဲ့လောက်ကူညီပေးသွားမှာဖြစ်တယ်မြန်မာဟာနဲ့လည်းနီးလန်းနေအများကြီးရှိတယ်ကျမကို direct contact လို့ရပါတယ်လို့ဒါဆိုလို့ရှိရင်တော့ welcome ပါအားလုံးကိုဖျားရှင်ကောင်းချီးပေးပါစေနော် thank you ပါ bye bye